ဒီနေ့အန်ဒရိုက်လေးစကနေကျွန်တော်တို့စထွက်ပြီပေါ့နော်အထွက်ပြီဒါလာကျိုးတဲ့ကားပေါ့မြန်မာနိုင်ငံအတိုင်းတော့ပဲသိမပေါ်နောက်တော့တက်မှုဒီဘက်လေးတွေပြင်မှာကျွန်တော်မင်္ဂလာပါ hi မအချိန်10နာရီခွဲတော့မယ်ဗျ10နာရီခွဲတော့မယ်အခုတော့တခုထူးဆန်းတာတော့ဒီလမ်းပေါ့ဒီသွားလမ်းတစ်ချောင်းလုံးဒီလက်တိုင်နေစပီကာဟောက်လေးတွေတက်ပေးကြတာဟောက်လေးတက်ပေးကြတယ်